ပတ်စံဆိုရတာကတကယ်ကိုပြင်းစရာကောင်းပြီးခက်ခဲတဲ့အလုပ်တစ်ခုလို့ခံစားမှုပါသလားလာကောင်လို့လာစာရပြီဆိုတာနဲ့ဘယ်တွေရောက်သွားမှမသိပဲပတ်စံတွေကုန်သွားတတ်တာကကျွန်တော်တို့လူငယ်တွေတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါပတ်စံဆိုရမယ်ဆိုတာသိပေမဲ့တကယ်တမ်းလက်တွေ့လိုက်လုပ်ကြည့်ရဲ့အခါမှာအရန်ကိုပင်ပန်းပါတယ်ဒါပေမဲ့ခဏလောက်လေးပဲစဉ်းစားကြည့်ပါဂိမ်းစောတဲ့အခါကျတော့ level တက်ဖို့ပစ္စည်းအသစ်တွေဝယ်ဖို့အတွက်အချိန်ကုန်ခံပြီး goal တွေ point တွေစိတ်ရှည်သက်ရှည်စုကြတယ်မဟုတ်ပါလားအားကြောင့်ဂိမ်းထဲမှာပတ်စံစုရတာပျော်စရာကောင်းနေပြီးတော့ပြင်ပလက်တွေ့ဘဝမှာတော့ပတ်စံစုရတာကငရဲတစ်ခုလိုဖြစ်နေရတာလေဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့အုံနောက်ကိုလှည့်စားပြီးဂိမ်းစောသလိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ပတ်စံကိုအလိုလိုစုမိသွားစေမဲ့လျှို့ဝှက်ချက်တွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ဘာတွေဆွေးနွေးကြတယ်မလဲဆိုရင်ဂိမ်းတွေစီကနေတင်ယူပြီးတော့လက်တွေ့ဘဝရဲ့ငွေကြေးစီမံခန့်ခွဲမှုမှာအသုံးချနိုင်မဲ့နည်းလမ်း၅ခုကိုအသေးစိတ်ရှင်းပြပေးသွားမှာပါဂိမ်းတွေကနေကျွန်တော်တို့ဘာကြောင့်ဆွဲတန်းသွားရလဲဆိုတဲ့အချက်ကိုအရင်ဆုံးစဉ်းစားကြည့်ရအောင်ပါဂိမ်းတော်များများအထူးသဖြင့် role playing ဂိမ်းတွေမှာဆိုရင်ကိုယ့်ရဲ့ဇာတ်ကောင်ကိုအစွမ်းထက်ဆုံးဖြစ်အောင်လုပ်ရှင်ကြတယ်အဲ့ဒီအတွက်အချိန်တွေအများကြီးပေးပြီး level တွေတက်အောင်လုပ်ကြပါတယ်အကျွေးစည်းတွေစုတဲ့လက်တွေ့ဘဝမှာလည်းဒီသဘောတရားပါပဲပတ်စံများများစုနိုင်တဲ့သူကပိုကောင်းတဲ့အဝတ်စားတွေဝင်နိုင်တယ်ကိုပိုင်အိမ်ကိုပိုင်ကားတွေဝယ်နိုင်တယ်ကဘာပတ်ခရီးသွားနိုင်တယ်ဒါတွေက theory အရအားလုံးသိပြီးသားကိစ္စတွေပါစ조사အလုပ်လုပ်ပတ်စံစုယင်းနှမြုံနှံမှုဆိုတဲ့ formula ကိုအားလုံးသိကြပါတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့လက်တွေ့ဘဝမှာပတ်စံစုဖို့နဲ့စမ်းသာလာဖို့ဆိုတာကဂိမ်းစော့တလိုမျိုးမလွယ်ကူလာပါဘူးနည်းနည်းရှိပြီးစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါဇွဲလုံးလကြီးကြီးနဲ့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ပဲလူအများစုကခက်ခဲတဲ့ပတ်စံစုတဲ့အလုပ်ကိုလုံးမဲ့အစားလွယ်ကူတဲ့ရုပ်ရှင်ကြည့်ရာဖုန်းပို့တာတွေကိုပဲရွေးချယ်လိုက်ကြပါတယ်ဒါဆိုရင်ဂိမ်းတွေထဲမှာညီမွေးစရာကောင်းတဲ့အကျွေးစည်းစုတဲ့အလုပ်ကိုဘာကြောင့်ပျော်ပျော်ကြီးလုပ်နိုင်ကြတာလဲအဲ့ဒီအချက်ကိုရှာဖွေပြီးတော့လက်တွေ့ဘဝမှာအသုံးချကြည့်ရအောင်ပါဂိမ်းတစ်ခုစပြီးဆော့ပြီးဆိုတာနဲ့ကိုဘာလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိပါတယ်ဥပမာဘလူးကိုတက်ရမယ်မင်းသမီးကိုကယ်ရမယ်စသဖြင့်ပေါ့ဂိမ်းထဲမှာ level တစ်ခုမရောက်သေးရင်အဲ့ဒီအတွက်ဘာတွေလိုလဲဆိုတာကိုတိတိကျကျပြပေးထားပါတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာကျတော့ဘယ်သူမှကိုဘာလုပ်ရမယ်ဆိုတာကိုတိတိကျကျလာမပြောကြပါဘူးကျူတိုရီယယ်လည်းမရှိဘူးရှက်ရှိတွေလည်းမရှိပါဘူးကိုဝါကိုကိုယ်တိုင်ကိုကြပန်းရောက်လာပြီးကိုဘာသာကိုရုန်းကန်ရတာပါမိဘတွေကအစာပိုင်းမှာကူညီပေးပေမဲ့အချိန်တန်လို့ကိုရှနောက်ကိုပေါ်ရက်တည်ရပါတယ်တချို့ကပတ်စံစုပါယင်းနှမြုံနှံပါလို့အကြံပေးကြပေမဲ့ကိုယ်တိုင်ရည်မှန်းချက်မရှိရင်ဘာမှဖြစ်မလာပါဘူးဒါကြောင့်ဂိမ်းတွေထဲမှာလို့ကိုဘွားအတွက်အဓိကရည်မှန်းချက်နဲ့တင်းငယ်တဲ့လှုပ်ဆောင်ချက်တွေကိုဖန်တီးဖို့လိုအပ်ပါတယ်ဥပမာမိတ်ဆွေရဲ့အဓိကရည်မှန်းချက်ကနောက်9နှစ်နေရင်ကိုပိုင်အင်တလုံးဝယ်မယ်ဒါမှမဟုတ်ကိုပိုင်လုပ်ငန်းသေးသေးတစ်ခုစမယ်ဆိုပါစို့အိမ်ဝယ်ဖို့ဆိုတဲ့ပန်းတိုင်ကြီးကအရန်ကြီးမားနေရင်စိတ်ကကြစရာဖြစ်သွားနိုင်ပါတယ်ဂိမ်းတွေမှာလည်းဘောကြီးကိုတမ်းမတက်ခိုင်းပါဘူးအရင်ဆုံးလက်နဲ့ရှာခိုင်းတယ် level တက်အောင်လုပ်ခိုင်းတယ်အဲဒီလိုပဲမိတ်ဆွေရဲ့အဓိကရည်မှန်းချက်ကိုရောက်ဖို့အတွက်အသေးဆုံးသောလှုပ်ဆောင်မှုလေးတွေကိုခွဲထုတ်လိုက်ပါပထမဆုံးအဓိကရည်မှန်းချက်ကတနေ့ကိုပတ်စံ9000ကျပ်စုမယ်ဆိုတာမျိုးရှင်းနိုင်ပါတယ်တနေ့9000ကျပ်နဲ့ဘယ်လိုလုပ်အိမ်ဝယ်နိုင်မလဲလို့တွေးကောင်းတွေးနိုင်ပါတယ်ဒါပေမဲ့အရင်ကတပြားမှမစုဖြစ်ခဲ့တဲ့သူအတွက်တနေ့9000ဆိုတာအများကြီးတိုးတက်လာတာပါနောက်ထပ်တင်းငယ်တဲ့အလုပ်လေးတွေအနေနဲ့ကိုယ့်ရဲ့ဝင်ငွေတိုးအောင်အချိန်ပိုင်းအလုပ်တစ်ခုလုပ်တယ်ဆိုတာမျိုးသတ်မှတ်နိုင်ပါတယ်။ online ကနေစတင်တာဈေးရောင်းတာဒီဇိုင်းဆွဲတာစတာတွေပေါ့။အစပိုင်းမှာကဏ္ဍပမာဏတွေကိုအာရုံမစိုက်ပါနဲ့။ပတ်စံစုတတ်တဲ့အလေးချင်းကိုရလာဖို့ကပိုပြီးအရေးကြီးပါတယ်။အလေးချင်းတွေရလာရင်ဝေပမာဏကအလိုလိုတိုးလာပါလိမ့်မယ်။ဒုတိယအချက်အနေနဲ့မှားယွင်းနေတဲ့စုရှိမြင့်ခြင်းစနစ်ကိုရှောင်ပြီးတော့ဘူးဆိုင်ကယ်ကိုအသုံးပြုခြင်းဂိမ်းတွေမှာဆိုရင်မစ်ရှင်တစ်ခုအောင်မြင်သွားတိုင်းစုတွေအမြဲပေးပါတယ်အဲဒီလိုစုရတဲ့အတွက်အုံနောက်ကနေဒိုဖာမင်းလို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေထွက်လာပြီးနောက်တစ်ဆင့်ကိုဆက်သွားခြင်းစိတ်တွေဖြစ်ပေါ်လာစေပါတယ်လက်ဒီဘဝမှာလည်းပတ်စံစုနိုင်တဲ့အခါကိုစုရှိမြင့်ဖို့လိုအပ်ပါတယ်ဒါပေမဲ့လူတော်များများကကိုစုပေးတဲ့နေရာမှာမှားယွင်းနေကြပါတယ်ဂိမ်းတွေမှာဘောကိုနိုင်သွားရင်ပိုကောင်းတဲ့လက်နက်ဒါမှမဟုတ်စွမ်းအင်တွေကိုရကြပါတယ်ဒါကိုဘူးဆိုင်ကယ်လို့ခေါ်ပါတယ်ရလာတဲ့စုလက်ကနောက်ထပ်ရင်ဆိုင်ရမယ့်အခက်အခဲတွေကိုပုံမလွယ်ကူစွာကျော်လွှားနိုင်အောင်ကူညီပေးပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါ boss ကိုအချိန်ချင်းစူးစမ်းပြီးနိုင်သွားတဲ့အချိန်မှာစုမရတဲ့အပြင်ရှိရဲ့ပတ်စံတွေပါအကုန်သိမ်းခံရရမယ်ဆိုရင်ဘယ်လိုနေမလဲဒါကိုစစ်ဆိုင်ကယ်လို့ခေါ်ပါတယ်လက်တွေ့ဘဝမှာကျွန်တော်တို့တွေအဲ့ဒီစစ်ဆိုင်ကယ်အတိုင်းလုပ်နေကြတာပါဥပမာမိတ်ဆွေက6လလောက်ရွှေ့ထားပြီးပတ်စံ30စုမိသွားပြီဆိုပါစို့မုံမစားပဲအပြင်မထွက်ပဲအပင်မန်းဆန်စုထားတာပါ
အဲ့လိုစုမိသွားတဲ့အခါကိုစုချခြင်းတဲ့စိတ်နဲ့နောက်ဆုံးမှာ iPhone တစ်ကြီးကိုအကျွေးနဲ့ဖြစ်စုထားတဲ့ပတ်စံအကုန်ပေါ်အော်ပြီးဖြစ်ဝယ်လိုက်ကြပါတယ်ဒါဟာမိတ်ဆွေစုထားသမျှကိုတုံညပြန်ဖြစ်သွားစေနိုင်တဲ့စစ်ဆိုင်ကယ်ပါပဲဒါကြောင့်စစ်ဆိုင်ကယ်အစားဘူးဆိုင်ကယ်ကိုပြောင်းသုံးပါအခုစုထားတဲ့30ကိုတန်ဖိုးကျသွားမဲ့ပစ္စည်းတွေကိုဝယ်ယူမဲ့အစားမိတ်ဆွေကိုအနာဂတ်မှာပတ်စံပို့ချပေးနိုင်မဲ့ပတ်စံပို့စုနိုင်မဲ့ကိုညီပေးနိုင်တဲ့ပိုင်ဆိုင်မှုတွေမှာအတုံးချပါဥပမာကိုယ့်ရဲ့အရေးရှင်တိုးတက်စေမဲ့တင်တန်းတွေတက်တာလုပ်ငန်းသုံးဖို့ကွန်ပျူတာကောင်းတစ်လုံးဝယ်တာဒါမှမဟုတ်အတိုးရနိုင်မဲ့နေရာတစ်ခုမှာရင်းနှီးမြှုပ်နှံတာမျိုးတွေလုပ်ဆောင်ရပါမယ်ရေတိုမှာတော့ဖုန်းအသစ်ကန်ရတယ်လို့မျိုးပြောစရာမကောင်းပေမဲ့ရေရှည်အဓိကရည်မှန်းချက်ကိုရောက်ဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်တတိယအချက်အနေနဲ့ပုံတီလုံရိုးလုံစင်တွေကနေခွဲထွက်ပြီးတော့အသစ်အဆန်းတွေရှာဖွေခြင်းဂိမ်းတွေမှာအမြဲတမ်းအသစ်အဆန်းတွေပါပါတယ်ရန်သူကိုတက်လိုက်တိုင်းကြားလာတဲ့ပစ္စည်းတွေကမတူပါဘူးတချို့အချိန်လက်နက်အသစ်တချို့အချိန်မှာမြေပုံအသစ်ကိုဖွင့်ဖို့တော့စသဖြင့်အမြဲတမ်းရင်ခုန်စရာကောင်းနေအောင်ဖန်တီးပေးထားပါတယ်အဲ့လိုအသစ်အဆန်းတွေကပဲကျွန်တော်တို့ကိုစပ်ပြီးစော့ကျင်စိတ်တွေဖြစ်စေတာပါလက်တွေဘွားမှာအလုံးစားဝင်တဲ့ပထမဆုံးလေးကိုမှတ်မိသေးပါလားလူသစ်တွေနဲ့တွေ့ရတဲ့အလုံးသစ်တွေသင်ယူရတဲ့အတွက်အရန်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်ဒါပေမဲ့လအနေငယ်နှစ်အနေငယ်ကြာတဲ့အခါမှာနေတိုင်းလုပ်နေကြအလုပ်တွေကိုပဲထက်ခါလုပ်ရတဲ့အတွက်ညီဝေးလာပါတယ်ဘာမှမျှော်လင့်စရာမရှိတော့ပါဘူးလုံယုံလို့စင်တွေကကောင်းတယ်ဆိုပေမဲ့တစ်ခါတလေမှာဟင်းဆက်အမွေးကြိုင်လေးတွေထည့်ပေးဖို့လိုအပ်ပါတယ်အလုပ်တစ်ခုတည်းကိုနှစ်ပေါင်းများစွာလုပ်နေပြီးဘာအသေးမှမတင်ရတော့ဘူးဆိုရင်အလုပ်သစ်ပြောင်းဖို့စဉ်းစားသင့်ပါတယ်ကိုလုပ်နေတဲ့အပိုးဝင်ငွေအလုပ်ကလေးတွေကပြင်းစရာကောင်းနေရင်နောက်ထပ်အသစ်တစ်ခုခုပြောင်းပြီးလုပ်ကြည့်ပါပြီးတော့အမြဲတမ်းဘူးဆိုင်ကယ်ကြီးပဲလုပ်နေရတာမွန်ကျက်လာရင်တစ်ခါတလေကိုပြန်လဲလန်းဆန်းသွားအောင်စစ်ဆိုင်ကယ်လေးတွေဥပမာကိုကြိုက်တဲ့မုံလေးတွေစားတာခရီးတိုလေးတွေသွားတာစုချပေးလို့ရပါတယ်အဓိကကိုယ့်ရဲ့အဓိကရည်မှန်းချက်ကိုဆက်သွားနိုင်ဖို့ခွန်အားရစေဖို့ပါပဲနံပါတ်၄ဘဝရဲ့ရွေးချယ်မှုလမ်းဆောင်တွေမှာအကောင်းဆုံးဆုံးဖြတ်ချက်ရှာခြင်းပါတချို့အပန်းချားဂိမ်းတွေမှာကိုရွေးချယ်လိုက်တဲ့စကားပြောကိုရှားမလိုက်တဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးဂိမ်းရဲ့စက်သိန်းကပြောင်းလဲသွားတတ်ပါတယ်လက်တွေ့ဘဝမှာလည်းဒီလိုပါပဲဒါပေမဲ့ဂိမ်းတွေထက်ပိုပြီးရှုပ်ထွေးတာကဘဝမှာရွေးချယ်စရာလမ်းကြောင်းတွေအဆုံးမရှိနေတာပါဝဲရပြီးဘာဆက်လုပ်ရမလဲနိုင်ငံခြားသွားရမလားအလုံးဝင်လုပ်ရမလားကိုပိုင်စီးပွားရေးပဲစပြီးလုပ်ရမလားလမ်းကြောင်းတစ်ခုရွေးချယ်လိုက်တိုင်းမှာနောက်ထပ်ဇက်လန်းတွေအများကြီးထွက်ပေါ်လာပါတယ်ဥပမာစီးပွားရေးလုပ်မယ်ဆိုရင်ဘာစီးပွားရေးလုပ်ရမလဲအရင်နှိပဲထားရမလဲစသဖြင့်ပေါ့ဂိမ်းတွေလိုမျိုးအကောင်းဆုံးဆုံးဖြတ်ချက်တွေဆိုတာကိုကြိုသိနိုင်တဲ့ algorithm တွေဘဝမှာမရှိပါဘူး။ကိုရွေးချယ်လိုက်တဲ့လမ်းကတကားတစ်ချက်ကိုပွင့်လင်းသွားစေသလိုကျန်တဲ့တကားတွေကိုလည်းပိတ်သွားစေပါတယ်။ဒီလိုရွေးချယ်စရာတွေများလုံးတဲ့အခါလူတွေကဘာလို့ရမှန်းမသိပဲအကြောက်လွန်ပြီးဘာမှမဆုံးဖြတ်ရတော့တဲ့အခြေအနေကိုရောက်သွားတတ်ပါတယ်။ဘာမှမလုပ်ဘဲနေခြင်းအဖြစ်ပြဿနာတွေကနေကင်းဝဲသွားမယ်လို့ထင်ရပေမဲ့တကယ်တော့ယာယီတတရာရမှုကိုရွေးချယ်ပြီးတော့ရေရှည်ဆိုးကျိုးတွေကိုဖတ်တွယ်ထားလိုက်တာမျိုးပါ။အဲ့ဒီအတွက်အကောင်းဆုံးသောနည်းလမ်းကတော့မဆုံးဖြတ်ပဲအချိန်ဆွဲမနေပါနဲ့အချိန်နဲ့လျှော့နောက်တလန်းဆုပ်ပြီးကိုယ့်ရဲ့ရှေ့မှာရှိတဲ့တကားချက်တစ်ခုချင်းစီကိုတေးသေးချာချာလေ့လာဆန်းစစ်ပါဥပမာမိတ်ဆွေမှာပတ်စံ350ရှိရဲဆိုပါစို့အဲ့ဒီ350နဲ့ဘာလုပ်လို့ရပါမလဲရင်းနှီးမြှုပ်နှံမလားကားတစ်စီးဝယ်မလားအကုန်သုံးပြမလားကားဝယ်မယ်ဆိုတဲ့တကားကိုရွေးချယ်လိုက်ရင်ကျန်တဲ့ရင်းနှီးမြှုပ်နှံရမယ့်အခွင့်အရေးတွေပျောက်သွားပါတယ်ဒါပေမဲ့ကားဝယ်လိုက်တဲ့အတွက်စီဖို့ပြင်ဆင်စရိတ်စတဲ့နောက်ဆက်တွဲကုန်ကျစရိတ်တွေထပ်လာပါမယ်ဒါကြောင့်ဘယ်တကားကကိုယ့်ရဲ့ဗန္ဒာရေးရှိနေတဲ့အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာကိုသေချာဆုံးဖြတ်ချက်ရှာကြည့်ပါနောက်ဆုံးအချက်ကတော့တိုးတက်မှုတွေကိုမျက်မြင်တွေ့နိုင်အောင် progress တွေဖန်တီးခြင်းပါပဲဂိမ်းတွေကသူတို့ရဲ့အကြီးဆုံးအားသာချက်ကတော့မင်းဘလောက်တိုးတက်နေပြီလဲဆိုတာကိုအမြဲတမ်းပြသပေးနေတာပါပဲရန်သူကိုတတ်လိုက်တိုင်းမစ်ရှင်တစ်ခုအောင်မြင်ပြီးတိုင်း point တွေတက်လာတာကိုမျက်စိနဲ့တက်အမြင်နေရပါတယ်ကိုသွားခြင်းနဲ့ level 50ကိုရောက်ဖို့80ရာခိုင်နှုန်းပြီးနေပြီဆိုတာမျိုးပြပေးထားတဲ့အတွက်ဆက်ပြီးစူးစမ်းခြင်းစိတ်တွေဖြစ်ပေါ်လာစေပါတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ကိုဘလောက်တိုးတက်နေပြီလဲဆိုတာကိုပြပေးမဲ့ progress တွေကမရှိပါဘူးကိုဘာသာကိုမှန်းဆပြီးညှော်လင့်နေုံကလွယ်လို့မတက်နိုင်ပါဘူးဒါကြောင့်မိတ်ဆွေရဲ့တိုးတက်မှုကိုမျက်မြင်တွေ့နိုင်အောင်ကိုယ်တိုင်ဖန်တီးဖို့လိုအပ်ပါတယ်အကောင်းဆုံးနည်းလမ်းကတော့မိတ်ဆွေရဲ့အဓိကရည်မှန်းချက်ကိုရောက်ဖို့အတွက်လုံးဆောင်နေတဲ့အရာတွေကိုစရင်ပြုစုမှတ်တမ်းတင်ထားခြင်းပါပဲဥပမာပြီးခဲ့တဲ့ကပတ်စံ9000စုနိုင်ခဲ့တဲ့စာအုပ်3အုပ်ဖတ်ဖြစ်ခဲ့တဲ့ဖောက်တဲ့အသင်9ရောက်ရခဲ့တဲ့ဆိုတာမျိုးတွေကိုရှာပြီးရေးထားပါဒီလမှာတော့ပတ်စံ3သိန်းစုနိုင်တဲ့စာအုပ်အသင်9အုပ်ဖတ်ဖြစ်တဲ့ဖောက်တဲ့အသင်10ရောက်ရတယ်ဆိုတဲ့မိတ်ဆွေရဲ့တိုးတက်မှုကိုအရင်လားနဲ့နှိုင်းယှဉ်ပြီးမျက်မြင်တွေ့လာရပါပြီလာစဉ်ဒါမှမဟုတ်နှစ်စဉ်ကိုယ့်ရဲ့တိုးတက်မှုတွေကိုဒီလိုမှတ်တမ်းတင်ထားပြီးနောက်တစ်ချိန်မှာအရင်ကထက်ပိုမိုကောင်းမွန်အောင်စ조사ကြည့်ပါ
နည်းနည်းလေးပဲဖြစ်ဖြစ်တိုးတက်မှုရှိလာတိုင်းကိုကိုခုံယူဖို့အချိန်ပေးကြည့်ပါဒီလိုအောင်မြင်မှုတည်တည်လေးတွေကနေရလာတဲ့ပျော်ရွှင်မှုကမိတ်ဆွေကိုရှေ့ဆက်သွားဖို့ခွန်အားတွေပေးပါလိမ့်မယ်အောင်မြင်မှုကနောက်ထပ်အောင်မြင်မှုတွေကိုဇက်တိုက်ခေါ်ဆောင်ပေးပါလိမ့်မယ်ကဲအားလုံးပဲပြန်ပြီးအနှစ်ရှုပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗန္ဒာရေးအီမန်ချက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာဂိမ်းဆော့တို့ပဲပျော်ပျော်ရွှင်ရွှင်နဲ့လှုပ်ဆောင်နိုင်ဖို့အဓိကအချက်၅ချက်ကိုရှင်းမှတ်ပေးထားပါတယ်၁ရေရာတဲ့ပန်းနိုင်မရှိပဲလွင်မျောမနေပါနဲ့ကိုယ်ပိုင်ဒီအမှန်ချက်တွေနဲ့တင်းငယ်တဲ့လှုပ်ဆောင်ချက်တွေကိုတိတိကျကျရေးဆွဲပါနဲ့ပတ်စံစုပြေးရနဲ့မလိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးအကုန်ဖြည့်ဆည်းပြတဲ့စစ်ဆိုင်ကယ်ကိုရှောင်ကျင်ပါအနာဂတ်အတွက်ပိုပြီးအကျိုးရှိနေမဲ့ဘူးဆိုင်ကယ်တွေကိုအသုံးပြုပါ၃နေ့စဉ်လှုပ်ရုံလှုပ်စဉ်တွေထဲမှာပဲညှစ်မွန်ပြီးမပြင်းကြီးသွားအောင်အသည့်အစမ်းတွေကိုအမြဲတမ်းရှာဖွေပါ၄ဘဝရဲ့လမ်းဆောင်လမ်းဝတွေမှာကြောင်းရွံ့ပြီးရတက်မနေပဲဆုံးဖြတ်ချက်တစ်ခုရှားလိုက်တိုင်းဖြစ်လာမဲ့ဗန္ဒာရေးအကျိုးဆက်တွေကိုတေချာတွက်ချက်ပါငါကိုဘလောက်ခရီးရောက်နေပြီလဲဆိုတာကိုသိနိုင်ဖို့ကိုရဲ့စုငွေဝင်ငွေတိုးတက်မှုတွေကိုစာအုပ်ဒါမှမဟုတ်အိတ်စင်းနဲ့တေချာမှတ်တမ်းတင်ပြီး visible progress bar ကိုဖန်တီးလိုက်ပါဂိမ်းတွေတို့မှာပဲကိုဖြစ်ချင်တဲ့ဇာတ်ကောင်ကိုစိတ်ကြိုက်ဖန်တီးလို့မရပေမဲ့လက်တွေ့ဘဝမှာကျွန်တော်တို့ဟာအမားတွေရှိနိုင်တဲ့တာမန်လူသားတွေသာဖြစ်ပါတယ်နေတိုင်းခက်ခဲတဲ့အရာတွေကိုစက်ရုပ်တရုပ်လိုလုပ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဗီဒီယိုမှာပြောခဲ့တဲ့နေတန်းတွေကိုတုံးပြီးတော့ကိုယ့်ရဲ့အုံနောက်ကိုအလုတ်ခိုင်းမယ်ဆိုရင်တော့ခက်ခဲတဲ့ပတ်စံစုတဲ့အလုတ်ကတပြည့်ပြည့်နဲ့လွယ်ကူပြီးတော့ပျော်ရွှင်စရာကောင်းလာမှာသိကြပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကမိတ်ဆွေရဲ့အတွက်အကျိုးရှိမယ်လို့မျှော်နေပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေရောအခုလက်ရှိမှာဘယ်လိုမျိုးအရေးပါတဲ့ဒီမှန်ချက်တွေကိုအကောင့်ထဲပေါ်နေလဲပတ်စံစုတဲ့အခါဘယ်လိုအခက်အခဲတွေအများဆုံးကြုံရလဲဆိုတာကိုအောက်ကကွန်မန့်မှာလည်းဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်မြန်မာနိုင်ငံကလူငယ်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဝေကြေးစီမံခန့်ခွဲမှုစိတ်ဝင်စားသူတွေရဲ့အတွက်ဒီထက်ပိုပြီးအကျိုးရှိစေမယ့်ဗန္ဒာရေးဆိုင်ရာဗဟုသုတတွေစီးပွားရေးအကြံဉာဏ်တွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဝေကြေးစီမံခန့်ခွဲမှုဆိုတာတခဏတည်းနဲ့ပြီးသွားရမယ့်အရာတွေမဟုတ်ပဲဘဝတစ်လျှောက်လုံးဇက်တိုက်လှုပ်ဆောင်သွားရမယ့်ခရီးစဉ်တစ်ခုပါဒီခရီးစဉ်မှာမိတ်ဆွေအနေနဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်ပြီးဗန္ဒာရေးလွတ်လပ်ခွင့်ကိုအများဆုံးရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ